ကဲတနစ်တာအကောင်းဆုံးနီးပြစုနဲ့အာဒီတာအားလုံးပဲမင်္ဂလာပါရန်ကုန် Sport TV ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ကိုစုံပါ EPL Champion ဆုကိုစုခုနိုင်မှုနဲ့အတူကျွန်တော်တို့တင်းရဲ့နီးပြမီကေအာဒီတာအနေနဲ့တနစ်တာအကောင်းဆုံးနီးပြစုကိုရရှိသွားခဲ့ပါတယ်ဒါဟာ2003-2004ရာသီကအာဆင်ဝင်းကရပြီးတဲ့နောက်ပထမဆုံးချိန်အာဆင်နယ်နီးပြတစ်ယောက်ကဒီဆုကိုရယူနိုင်ခဲ့တာပါတရားဒီလုံးအနေမြင့်အတက်ကြတွေကြားမှာအသင်းကိုတည်ငြိမ်အောင်ဥဆောင်သွားရင်22နှစ်ကြာဝေးကွာနေတဲ့စူပလာကိုရယူပေးခဲ့တာကြောင့်လည်းထိုက်တန်တာထက်ကိုပိုပါတယ်အာဒီတာအတွက်ဒီရာသီမှာစိန်ခေါ်မှုဖြစ်ခဲ့တာကတော့ mentality ဘိုင်းမှာပဲအသင်းက3နှစ်ဆက်ဒုတိယတွေဖြစ်နေပြီးဖလားယူမှုတဲ့အတွေ့အကြုံလည်းမရှိတာတွေဟာအသင်းအပေါ်မှာ mental block တစ်ခုဖြစ်စေခဲ့ပါတယ်ပရိသတ်တွေအနေနဲ့လည်း20ကျော်ကြာ major trophy နဲ့ဝေးကွာနေခဲ့တာမလို့အသင်းပေါ်စိတ်ချတီးခိုင်နိုင်စွာကုံဆုံးလာတာမျိုးတွေလည်းရှိပါတယ်ဒီလိုအဖက်ဖက်ကလိုအပ်ချက်တွေဖိအားတွေကြားကနေချန်ပီယံဆုစီကိုဥဆောင်ပေးခဲ့တာကြောင့်လည်းအာဒီတာကိုမဖြစ်မနေ credit ပေးရမှာပါဘောလုံးရာသီအတွင်းမှာလည်းဒဏ်ရာပြဿနာတွေကိုတော်တော်လေးဟန်တယ်လုပ်ခဲ့ရပါတယ်ပြဿနာကနေရာတနေရာထဲမှာတောက်လျှောက်ဒဏ်ရာရတတ်တာခံစစ်တယောက်နာပြီဆိုတာနဲ့မိကိုကြွက်လျှောက်သလိုနောက်ထပ်ဆက်ပြီးဒဏ်ရာတွေပါကပ်ပါလာတာမျိုးပါတိုက်စစ်မှာဆိုရင်လည်းဒေါင်းမန်းကိုထည့်သုံးရတဲ့အထိအခက်ကြုံခဲ့ရတဲ့အချိန်တွေရှိခဲ့ပါတယ်ပြီးတော့ဒီရာသီမှာအသင်းငယ်တွေနဲ့အသင်းကြီးတွေကြားခြေစွမ်းကွာဟချက်ကလည်းပိုချင်းမြောင်းလာတယ်ဒါကြောင့်အမှတ်ကိုဘယ်လိုယူရမလဲဆိုတဲ့ system တစ်ခုကအရေးပါလာခဲ့ပါတယ်အာဆင်နယ်အသင်းဖလားရခဲ့တာလေအာဒီတာရဲ့ပြောင်းလဲလိုက်တဲ့နီးစနစ်ပိုင်းကြောင့်ဆိုရင်လည်းမမှားဘူးဗျပွဲကိုပြင်းစရာကောင်းအောင်စော့တင်စော့ပလိုက်တယ်သုံးမှတ်ကလွဲလို့ဘာကိုမှ view မဆိုင်ဘူးဆိုတဲ့ mindset မျိုးကိုရဖို့ဆိုရင်လည်းဘလို့နီးလန်းကိုပဲဖြစ်ဖြစ်သုံးသွားတယ်။ corner တွေရှိမယ် counter attacking တွေကစားတယ်။ direct ball တွေလည်းကစားတဲ့ရင်ကစားပလိုက်တယ်။မနေ့ကတည်းကဆိုင်တော့ decision ပိုင်းတွေပိုပြီးအားကောင်းလာတယ်။ခံစစ်တန်းကိုပိုတီးဖြစ်အောင်ကစားထားတဲ့အတွက်တကိုးလောက်ရရင်ကိုကျွန်တော်နိုင်ပြီလို့တေချာပေါက်တွက်လို့ရတဲ့အနေအထားမျိုးပါ။ဒီအတွက်လည်းအာဒီတာအနေနဲ့အကြီးကျယ်ဝေဖန်ခံခဲ့ရတယ်။ဖလားရသွားလို့သာဒီအတန်းတွေပျောက်ကွယ်သွားတာပါ။ဒီလိုကစားကွက်တွေကအစအသေးစိတ် plan ထားပါတယ်။အသင်းရဲ့ mandate ဘိုင်းကိုလည်းတေချာလေး control လုပ်နိုင်ခဲ့တာမလို့အာဆင်နယ်ဟာ EPL Champion ဖြစ်ခဲ့တာပါပြီးတော့ဒီလိုကစားကွက်တွေကြောင့်လည်းဖလားပွဲတွေမှာပါ strong ဖြစ်ပြီး UCL Final ကိုပါတက်ရောက်သွားနိုင်ခဲ့တာပါအသင်းသမိုင်းတစ်လျှောက်အအောင်မြင်ဆုံးရာသီအဖြစ်နဲ့မှတ်တမ်းရေးထိုးဖို့လည်းလက်တကမ်းကွာမှာရောက်ရှိနေပါပြီအသင်းရဲ့ legend manager တယောက်ဖြစ်လာဖို့အကောင်းဆုံးအနေအထားတွေမှာရှိနေတာကြောင့်လည်းအာဒီတာအတွက်တနစ်တာအကောင်းဆုံး manager ဆိုတဲ့ဂုဏ်ပုဒ်ကထိုက်တန်တာကိုပိုနေပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်YS မှာဘောလုံးစော့ကျင်တဲ့ညီကိုတွေအနေနဲ့ရန်ကုန် Sport TV ရဲ့ promo code YGNTV ကိုအသုံးပြုပြီးတော့ 100% bonus တွေရယူနိုင်ပါတယ်။အသေးသေးသိရှိလိုပါက YS မြန်မာ Facebook page နဲ့သူတို့ရဲ့ application တို့မှ website link ရဲ့ customer service code လေးကိုနှိပ်ပြီးတော့လည်း24နိုင်တီးလို့ရတယ်၊မြင်လို့ရပါတယ်။အားလုံးပဲကျေးဇူးတင်ပါတယ်။